ဘုန်းကြီးတို့ဝါဆိုလာပြီနာယီမတကြီးညိုကြရမယ်တရားတော်ရဲ့အမိကိုတော့သက်လုံးကောင်းကြပါစေတရားတော်လို့မှတ်သားကြရပါမယ်တရားတော်ရဲ့အမိကသက်လုံးကောင်းကြပါစေတရားတော်လောကမှာသက်လုံးကောင်းပါမှပြည့်ရင်လည်းပဲကိုကပြတ်မကြိုင်ရခဲ့မှာပေါ့နော်နောက်တစ်ခါကျတော့သက်လုံးမကောင်းရင်ဟောရဲဖြစ်ပြီးတော့ပါဇက်ကအမြုပ်ကြီးထွက်လာတတ်တယ်အဲလိုပဲလောကမှာဓမ္မသက်လုံးမကောင်းမှုဆိုရင်တန်တရားမှာပြတ်ကြံရခဲ့တတ်တယ်ပေါ့ဓမ္မသက်လုံးမကောင်းမှုဆိုရင်အကုသိုလ်တရားဒီဟုသောအမြုပ်ကြီးထွက်တတ်တယ်ဒါကြောင့်ဘုန်းကြီးတို့အကုသိုလ်တရားဒီဟုသောအမြုပ်ကြီးမထွက်ဖို့လိုလားအပ်တဲ့ကောင်းကျိုးတွေပြည့်စုံအောင်ဖော်ဆောင်နိုင်ဖို့ရာအတွက်ပြည့်စုံအောင်အားထုတ်နိုင်ဖို့ရာအတွက်သက်လုံကောင်းဖို့အရေးကြီးတယ်နော်ဒါကြောင့်ယနေ့တရားတော်ရဲ့အမိကိုဘုန်းကြီးတို့ပြည့်တဲ့ဘယ်လိုနာယီမတကြီးညွှန်ကြမလို့သက်လုံကောင်းကြပါစေတရားတော်တရားသက်လုံပြည့်ရင်တရားတရားဒီဟုသောသက်လုံပြည့်ရင်မစ္စရိယဟုသောအမြုပ်ထွက်တတ်တယ်ဒါနဝန်ကိုမနိုင်ဘူးတဲ့တရားတရားဆိုတာဒါနရဲ့ကောင်းကျိုးကိုမြတ်လို့ယုံကြည်တဲ့တရားကိုတရားတရားလို့ခေါ်တယ်ဘုရားတရားတန်ခါယရဏမြတ်သုံးပါးကိုသက်ဝင်ယုံကြည်တဲ့တရားကိုလည်းတရားတရားလို့ခေါ်တယ်စัจ जा မင်းရဲ့ရေကိုကြည်လင်စေတတ်တဲ့ပရမညာယရဏကဲ့သို့မိမိရဲ့စိတ်အစဉ်ကိုကြည်လင်စေတတ်တဲ့သဘောကိုလည်းတရားတရားလို့အလို့ခေါ်ပါတယ်စာပြီးမှာဟုတ်လားအဲ့တော့ဒါနရဲ့ကောင်းကျိုးကုသိုလ်ရဲ့ကောင်းကျိုးကိုမြတ်လို့ယုံကြည်တဲ့တရားတရားအဲ့ဒီတရားတရားသက်လုံးမကောင်းမှုဆိုရင်မစ္စရိယလို့ဆိုတဲ့အမြုံထွက်တတ်တယ်တဲ့မစ္စရိယအမြုံထွက်ရင်ဒါနဝန်ကိုမထမ်းဆောင်နိုင်ဘူးယနေ့ကျောင်းတော်ကိုလာပြီးတော့ဝါစုသင်္ကန်းများဆက်ကပ်လှူဒန်းကြတယ်ကျောင်းအလူနဝကမ္မများဆက်ကပ်လှူဒန်းကြတယ်ကုသိုလ်ကောင်းမှုဆောင်ရွက်အားထုတ်တဲ့ဆောင်ရွက်အားထုတ်နိုင်တယ်ဆိုတာဘုန်းကြီးတို့ပြည့်တဲ့မိမိတို့တန်တမ်းမှာတရားတရားဒီဟုသောသက်လုံကောင်းလို့တဲ့ဗာတရားသက်လုံကောင်းလို့နော်တရားတရားသက်လုံကောင်းလို့တရားတရားသက်လုံမကောင်းဘူးဆိုရင်နှမျောခြင်းတွန့်တိုခြင်းမစ္စရိယလို့ဆိုတဲ့အမြုပ်ထွက်တတ်တယ်နှမျောခြင်းတွန့်တိုခြင်းမစ္စရိယအမြုပ်ထွက်ရင်ဒါနဝန်မနိုင်တော့ဘူးဒါနဝန်နိုင်ဖို့ရာအတွက်ဘုန်းကြီးတို့ပြည့်တဲ့ဘာသက်လုံကောင်းဖို့အရေးကြီးတော့တရားသက်လုံကောင်းဖို့အရေးကြီးဟုတ်မလားတရားသက်လုံမကောင်းဘူးဆိုရင်ဘသူဝင်လာတတ်တော့မစ္စရိယနှမျောခြင်းမပေးခြင်းမကမ်းခြင်းမပေးလို့ခြင်းမကမ်းလို့ခြင်းတို့ဆိုတဲ့မစ္စရိယအမြုံထွက်လာတတ်တယ်အဲဒီလိုဆိုရင်သူကိုဒါနဝန်ကိုမထမ်းဆောင်နိုင်တဲ့အတွက်ကြောင့်ဒါနဝန်ကိုလွတ်ချပလိုက်တော့တာတရားတရားကပေးခြင်းကမ်းခြင်းလူခြင်းကမ်းခြင်းနဲ့မစ္စရိယလို့ဆိုတဲ့တရားကပေးခြင်းကမ်းခြင်းလူတန်းလိုတဲ့အပေါ်မှာကန့်ကွက်တယ်ပေါ့နော်ဒါကြောင့်တရားတရားဒီဟုသောသက်လုံကောင်းပါမှဒါနလို့ဆိုတဲ့ဝန်ဆောင်ရွက်နိုင်တယ်ပေါ့ဘုန်းကြီးတို့ဘုရားမြတ်စွာလက်ထက်တော်အခါတော့ကအနာရဝိကျောင်းသားကကြီးစီးပွားဥစ္စာပြည့်စုံတယ်နောက်ပိုင်းမှာတော့အကြောင်းအားလျော်စွာစီးပွားဥစ္စာမပြည့်မစုံဖြစ်သွားတယ်ပေါ့စီးပွားဥစ္စာဘာကြောင့်မပြည့်မစုံဖြစ်သွားရတော့ဆိုတော့ထိုခေတ်တုန်းကတော့ဘန်တို့ကလည်းမရှိတဲ့အခါကျတော့မြေကြီးထဲမှာမြုပ်ထားတဲ့ဥစ္စာယရဏပေါ့အထူးသဖြင့်တော့ထိုခေတ်တုန်းကတော့ရွှေစုကြတာရွှေအိုးတွေမြေကြီးထဲမှာမြုပ်ထားကမ်းပြိုလို့ပါသွားတယ်တဲ့ထိုမြို့ထိုရွာမှာပို့ထားတဲ့ကုံဘိုးတွေကလည်းပြန်ပြီးတော့ရောက်မလာဘူးတဲ့နောက်တစ်ခါကျတော့အတိုးပွားချထားတဲ့ဥစ္စာတွေကလည်းပဲပြန်မဆက်ကြဘူးပေါ့အဲ့ဒီခါမှာအနာတပိန်ကျောင်းသားရဲ့ကကြီးမပြည့်မစုံချွတ်တဲ့ရှင်ရဲသွားတာပေါ့သို့တော်လည်းပဲတန်ခါ2000နေ့စဉ်ဆွန်းလောင်းတဲ့ကိစ္စမပြတ်အောင်ကြိုးစားပြီးတော့ဆောင်ရွက်တယ်ပေါ့
တဏီလောကကြတော့မြတ်စွာဘုရားထံရောက်လာမြတ်စွာဘုရားကဒါကကြီးနေ့စဉ်အာစိန်နကနေဆာဝထားပြီးတော့ဆွမ်းလောင်းဖြစ်ပါရဲ့လားလို့မေးတော့ဆွမ်းတော်အမြဲလောင်းပါတယ်ဘုရားသို့တော်လည်းယခင်တုန်းကလို့ရှာလို့ပွေလို့အစဉ်ပြေစဉ်အခါတုန်းကလို့မုံမြတ်ပြတ်တော့မလူနိုင်မလောင်းနိုင်တော့ဘူးဘုရားလို့အဲ့လိုလျှောက်တော့ဘုရားမြတ်စွာကမုံမြတ်လူဒန်းသည်ဖြစ်စေအကြောင်းအားလျော်စွာမုံမြတ်တာကိုပဲလူဒန်းသည်ဖြစ်စေလူဒန်းတဲ့အခါမှာရိုးသေးလူပါလေးစားလူပါမိမိလည်းနဲ့သာအဓိကမြောက်လူပါရော့အင်းဆိုပြီးတော့ပြစ်လိုက်တာမျိုးမလုပ်ပါနဲ့ဒါနရဲ့ကောင်းကျိုးကိုဉာဏ်တို့ယုံကြည်တဲ့သရတရားနဲ့လူပါအဲ့ဒီလိုလူဒန်းနိုင်မယ်ဆိုရင်ဒါနရဲ့ကောင်းကျိုးကြောင့်စီးပွားဥစ္စာတွေပေါ်များပြည့်စုံလာပါလိမ့်မယ်အဲ့ဒီလိုလူဒန်းတဲ့အတွက်ကြောင့်မွန်မြတ်တဲ့အစားအသောက်တွေစားတော့ဖို့ရာအတွက်စိတ်ညွတ်မယ်မွန်မြတ်တဲ့အဝတ်တန်စာတွေဝတ်ဆင်ဖို့ရာအတွက်စိတ်ညွတ်မယ်မွန်မြတ်တဲ့ရင်ရထားတွေစီးဖို့ရာအတွက်စိတ်ညွတ်မယ်မိမိတို့ရဲ့ချွေရန်သာသမီမြေမြင့်များကလည်းမိမိရဲ့စကားကိုနားထောင်ပါလိမ့်မယ်တန်ဖိုးရှိတာကိုပဲလူတန်ဖိုးနည်းတာကိုပဲလူတန်းတဲ့အခါမှာရိုးသေးမလူဘူးမလေးမစားလူတယ်မိမိရဲ့လက်နဲ့သာဟတိကမြောက်မလူဘူးရော့အင်းဆိုပြီးတော့ပြစ်လိုက်သလိုမျိုးလူတန်းနေဒါနရဲ့ကောင်းကျိုးကိုဉာဏ်တို့ယုံကြည်တဲ့တရားတရားနဲ့မလူဘူးဆိုရင်တော့ဖြစ်ရတန်တရားဘဝတွေမှာဒါနရဲ့ကောင်းကျိုးကြောင့်စီဝါဥစ္စာတော့ပေါ်များမယ်သို့တော်လည်းပဲအလွန်နှမျောတတ်တယ်တဲ့မွန်မြတ်တဲ့အစားအသောက်တွေစားတော့လို့စိတ်မရှိတတ်ဘူးတဲ့မွန်မြတ်တဲ့အဝတ်တန်စာတွေဝတ်ဆင်လို့စိတ်မရှိတတ်ဘူးတဲ့တန်ဖိုးကြီးတဲ့ရင်ရထားတွေစီးလို့စိတ်အသုံးပြုလို့စိတ်မရှိတတ်ဘူးတဲ့ပြည်တော့ပြည်စုံတယ်ချမ်းတော့ချမ်းသာတယ်သို့တော်လည်းကောင်းရာမွန်ရာကောင်းပြီညွန့်ပြီဆိုတဲ့အစားအစာတွေအဝတ်အစားတွေဝတ်ဆင်ဖို့ရာအတွက်စိတ်မညွတ်စိတ်မပါတတ်ဘူးဖြစ်တတ်တယ်တဲ့ဘုရားမြတ်စွာအဲ့တော့ဒီမှာတစ်ချက်ဘုန်းကြီးတို့ပဲပြန်ကြည့်အကြောင်းအားလျော်စွာရှာလို့ဖွယ်လို့အစင်မပြေပေမဲ့လို့ဒါနသက်လုံကောင်းတဲ့အတွက်ကြောင့်ဒါနသက်လုံကောင်းတဲ့အတွက်ကြောင့်အနာရဝိကျောင်းဒါယကကြီးဟာစီဝါဥစ္စာခန်းချောက်သွားပြီမဲ့လို့နေ့စဉ်တန်ဃာတော်တွေကိုအာစိန်နကံနေဆဝထားပြီးတော့ဆွမ်းကတ်တဲ့ဆွမ်းလောင်းတဲ့ဒါနဝတ်ကိုမပြတ်အောင်ဆောင်ရွက်နိုင်တယ်နော်နောက်ပိုင်းကျတော့နေအိမ်မှာစောင့်ရှောက်နေတဲ့နေအိမ်မှာနေတဲ့နတ်ပေါ့ဒီအနာရပိန်ကျောင်းဒါယကကြီးနွမ်းပါသွားတဲ့အခါချို့တဲ့သွားတဲ့အခါမှာအနာရပိန်ကျောင်းတရားရဲ့အိမ်မှာရှိနေတဲ့အိမ်ဆောင်နတ်ပေါ့နော်အိမ်မှာနေတဲ့နတ်ပေါ့အဲ့ဒီနတ်ကကျောင်းတရားကြီးကိုညကြတော့ပြောတယ်ကျောင်းတရားကြီးဒီလောက်ကြီးလှူးနေတာဆင်းရဲမှာပေါ့အဲ့လိုပြောတော့အနာရပိန်ကျောင်းတရားကြီးကသင်္ကဘသူတော်ပေါ့ကျောင်းတရားကြီးရဲ့သရုတ်ထမဟုတ်ဦးမှာနေရတဲ့နတ်ပါပေါ့ဒီနတ်ကလည်းသူကဖျားမှုရှိတဲ့တန်ဃာတော်တွေနေအိမ်ကြွနေတဲ့အခါကျတော့ဖျားရှင်နဲ့တန်ဃာတော်တွေရဲ့သီလအရှိန်ကြောင့်သူကအပေါ်မှာနေလို့မရဘူးတဲ့အောက်ဆင်းပြီးရတယ်တမနှလုံးပေါ့တန်ဃာအများကြီးဆွမ်းလောင်းနေတဲ့အခါကျအဲ့ဒါသူကလည်းစိတ်ထဲမှာသိပြီးတော့ကြည်ပြူဟန်မတူဘူးပေါ့အဲ့ဒါပြောတာအဲ့ဒါအနာရပိန်ကျောင်းဒါယကကြီးကကျောင်းကသူ့အိမ်ကနေပြီးတော့မောင်းထုတ်လိုက်တာပေါ့မောင်းထုတ်လိုက်တာနတ်ကိုမောင်းထုတ်လိုက်တာအဲ့ဒီမှာနတ်နေစရာမရှိတော့ဘူးလေသူတို့ကလေနတ်တို့ရဲ့သဘာဝကလောကပါဠလို့ဆိုတဲ့လောကကိုစောင့်ရှောက်တဲ့နမီးကြီးတွေကနေပြီးတော့သူတို့အတွက်နေရာလေးတွေချပေးထားတယ်တဲ့အိမ်မိုင်းရှင်ကိုအဲ့ဒီလိုဒါနနဲ့ပတ်သက်တာမလူပါနဲ့လို့သွားပြောသောတာပန်အရိယာပုဂ္ဂိုလ်ရဲ့ဘုန်းကြီးတို့ပြိတ္တနှုတ်ကထွက်တဲ့စကားဆိုတော့နတ်ကလွန်ဆန်လို့မရဘူးအဲ့ဒီမှာနေစရာခက်တွေ့တယ်ပေါ့မျိုးဆောင်နတ်တို့ကွင်းပိုင်နေပိုင်းတို့နမင်းကြီး၄ဦးတို့
လိုက်ပြီးတော့အကူအညီတောင်းတယ်သို့တော်လည်းပဲအဲ့ဒီနတ်တွေကအကူအညီမပေးနိုင်နတ်အချင်းချင်းတောင်မှဘုန်းကြီးတို့ပြင်တဲ့တခါတလေပါတဲ့တော့အကူအညီမပေးနိုင်ဟုတ်လားခင်ဗျားတို့ကျုပ်တို့ကတော့အာကိုတကြီးနဲ့နတ်တွေရှိတောင်းလိုက်ကြတာဟုတ်လားဟိုမှာနတ်အချင်းချင်းကြောင့်နေတရားမရှိလို့ဘုန်းကြီးတို့ပြည်တဲ့တောင်းတယ်အဲ့ဒါရွာတော့ရင်တို့လို့ပေါ့ကွင်းပိုင်နယ်ပိုင်တို့လို့မျိုးဆောင်နတ်တို့လို့နောက်တစ်ခါကျတော့ဒတရထဝိရုလက္ခဝိရုပက္ခကုဝေရတို့ဆိုတဲ့နာမင်းကြီး၄ပါးတို့လို့နောက်တစ်ခါကျတော့သူတို့လည်းမကူနိုင်တော့အထက်ကိုလက်ညှိုးထိုးပြီးတော့ညွှန်တာပေါ့အထက်ကိုလက်ညှိုးထိုးပြီးတော့ညွှန်ရင်းနဲ့နောက်ဆုံးတရားမင်းထံရောက်သွားတယ်တရားမင်းကလည်းမင်းကွာကိုနေရာကိုနေနေတာအစဉ်ပြေရသားနဲ့အရာပြောရင်တော့အားချောင်းတာပေါ့လားမင်းနဲ့အားချောင်းနေကွာပေါ့အားချောင်းတဲ့အတွက်ကြောင့်ဘုန်းကြီးတို့ပြည်တဲ့အနာတပိန်ကျောင်းတာရဲ့အိမ်မှာနေခွင့်ရတဲ့နတ်ဘုန်းကြီးတို့ပြည်တဲ့နေစရာပျောက်သွားတာအဲ့ဒါတရားမင်းကလည်းသူလည်းမကူနိုင်ဘူးတဲ့ဟုတ်လားအနာတပိန်တို့ကျောင်းတာရဲ့သောတာပန်အရိယာရဲ့နှုတ်ကထွက်လိုက်တဲ့နှုတ်ထွက်စကားအရှိန်အစောကြီးမားတဲ့အတွက်ကြောင့်တရားမင်းတော်မှာအဲ့ဒါအနာတပိန်ကျောင်းတကာရဲ့နေရာကိုအိမ်မှာပြန်ပြီးတော့နေပါလို့ပြောပိုင်ခွင့်မရှိဘူးတဲ့အဲ့ဒါနဲ့တရားမင်းကအကြံပေးတယ်တောင်းပန်လိုက်ပေါ့ကွာပေါ့နော်တောင်းပန်လိုက်ပေါ့တောင်းပန်ရင်တော့အဆင်ပြေသွားမှာပါအဲ့ဒါနဲ့အနာတပိန်ကျောင်းတကာကြီးကိုအဲ့ဒီအိမ်မှာနေရတဲ့အိမ်ဆောင်နှက်ပေါ့နော်အိမ်ဆောင်နှက်ဆိုပေမဲ့လို့တထေးအိမ်မှာမိခိုပြီးရတဲ့နေရတဲ့နတ်သဘောပဲဗျာနော်ဒီစာပေအရာတောင်းပန်လိုက်တော့ခြေအေးသွားတာပါနော်တချို့ကိစ္စတွေကြတော့ကိုမှားပြီးတဲ့အခါမှာကိုအမားကိုဝန်ချတောင်းပန်ဖို့ဝန်လေးပြီးတော့နိုင်မယ်ခင်တဲ့ပုံကိုယ်တွေတစ်ဆင့်နဲ့တစ်ဆင့်ချင်းလိုက်ပြီးတော့ဗာတောင်းကြတာအကူကြီးတောင်းကြတာနော်အလုပ်တွေရှုပ်လိုက်တာနော်အချိန်တွေကုန်လိုက်တာအချင်းချင်းဖြစ်တဲ့ပြဿနာဘုန်းကြီးတို့ပြည်တဲ့ယခုတောင်းပန်လိုက်တော့လည်းဘာဖြစ်သွားကြည်အေးသွားတာပဲဗျာနော်အဲ့တော့အနာတွင်ကျောင်းတကာကြီးကပြောတယ်သင်နဲ့ပေါ့သင်ကကျွန်ုပ်ကိုစော်ကားတာမဟုတ်ဘူးဖယားမြတ်စွာနဲ့တန်ဃာတော်တွေကိုစော်ကားတာဖယားမြတ်စွာနဲ့တန်ဃာတော်တွေဆိုတာနာနဲ့ဆုံးခံဝင်ကြတာသူတို့ရဲ့ဆုံးခံဝတ်ပဲသူတို့ကိုစော်ကားတဲ့အတွက်ဖယားမြတ်စွာကိုသွားပြီးတော့တောင်းပန်တာဖယားမြတ်စွာတောင်းပန်ဘုရားမြတ်စွာထံရောက်ဘုရားမြတ်စွာကိုတောင်းပန်တရားနာပြီးတဲ့အခါမှာအဲ့ဒီဗုဒ္ဓသာသနာတော်ကိုသက်ဝင်ယုံကြည်တဲ့သက်ဝင်ယုံကြည်မှုမရှိတဲ့နတ်ဟာသောတာပန်အရိယာဖြစ်သွားတယ်နော်အဲ့တော့ဘုန်းကြီးတို့ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်တဲ့ပုဂ္ဂိုလ်သားနတ်ဖြစ်တဲ့သဘောတော့မဟုတ်ဘူးကြလားယခုဗုဒ္ဓသာသနာတော်ကိုသက်ဝင်ယုံကြည်ခြင်းမရှိတဲ့ပုဂ္ဂိုလ်လည်းဘုန်းကြီးတို့ဒီတဲ့ဘာဖြစ်နေတော့နတ်ဖြစ်နေတယ်ဟုတ်လားအဲ့ဒါကောင်းရမွန်ရဘဝအကျုပ်တို့ဗုဒ္ဓဘာသာမှာရောက်တယ်လို့အဲ့ဒီလိုတော့မထင်နဲ့ဗျာဟုတ်လားဒီမှာဗုဒ္ဓဘာသာမဟုတ်ပေမဲ့လို့အနာတွင်ကျောင်းတကာရဲ့အိမ်မှာအဲ့ဒီမုတ်မှာဆောင်းရတဲ့မုတ်မှာနေရတဲ့နတ်ဟာဗုဒ္ဓသာသနာတော်ကိုသက်ဝင်ယုံကြည်တာမဟုတ်နောက်ပိုင်းဖယားမြတ်စွာရဲ့တရားတော်ကိုနာယူမှအဲ့ဒီသောတာပန်အရိယာဖြစ်သွားတယ်အဲ့ဒီနတ်ကပဲပြန်ပြီးတော့ကူညီပေးလိုက်တဲ့အတွက်မြေပြိုလို့ကမ်းပြိုလို့ပါသွားတဲ့ရွှေအိုးတွေလည်းပြန်ရတယ်ပေါ့ဟိုမြို့ဟိုရွာဒီမြို့ဒီရွာမှာရှိနေကုံတွေပို့ထားတာအဲ့ဒီကုံဘိုးတွေလည်းပြန်ပြီးတော့ရတယ်တဲ့အတူအပွားတွေချထားတဲ့ကိစ္စတွေကလည်းအတူအပွားတွေပြန်ပြီးတော့ရတော့အနာတပိန်ကျောင်းတကာကြီးရဲ့အနေအစဉ်တန်းဟာယခင်တော့ကအတိုင်းပြန်ပြီးတော့စီဝါဥစ္စာပေါ်များမယ်ပေါ်များသွားတယ်ပေါ့အဲ့ဒီအခါမှာတန်ဃာတော်တွေကမြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားဒါလောက်တရားတက်လုံကောင်းမွန်စွာနဲ့အမြဲမပြတ်ဆွန်ကြဲပေးကမ်းလှူဒန်းနေတဲ့ကျောင်းဒါယကအနာတပိန်ဘာကြောင့်ဒီလိုဆင်းရဲသွားရတော့လို့အဲ့ဒီလိုလျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကလူယုံမှာဖြစ်အောင်တော့တဲ့လူယုံမှာလွန်ကျူးတဲ့အကုသိုလ်အမှုတွေကအခါမသိအခွင့်မကျော်အကျိုးမပေးသေးတဲ့အချိန်မှာ
ဘဝများစွာတန်ត្រာမှာဆောင်ရွက်အားထုတ်ပြုလုပ်ခဲ့မှုတဲ့ကုသိုလ်ကောင်းမှုတွေကအခါသင့်အခွင့်အကျော်အကျိုးပေးနေတဲ့အတွက်ကြောင့်လူယုံမှာလည်းကောင်းကျိုးတွေရပါတယ်သူတော်ကောင်းပင်ဖြစ်အောင်တော့တဲ့သူတော်ကောင်းအားထုတ်နေတဲ့ကုသိုလ်ကောင်းမှုတွေကအခါမသင့်အခွင့်မကျော်အခွင့်မသာသေးတဲ့အတွက်ကြောင့်ကောင်းကျိုးတွေမလာခင်မှာဘဝတန်တရားတစ်လျှောက်မှားခဲ့တဲ့အကုသိုလ်တွေကအကျိုးပေးခြင်းတန်လို့အခါသင့်အခွင့်ကြုံလို့အကျိုးပေးတဲ့အခါမှာသူတော်ကောင်းမြင်ဖြစ်အောင်တော့တဲ့အကုသိုလ်ရဲ့ဆိုးကျိုးတွေကိုခံစားရတတ်ပါတယ်ယခုအနာရောင်ကျောင်းသားတွေကဖြစ်သွားတဲ့သဘောလေးကအဲ့ဒီသဘောပါပဲသို့တော်လည်းအမြတ်မပြတ်ဒလဇက်ဒရာသက်လုံးကောင်းကောင်းနဲ့ဆွန်ကျဲပေးကလှူဒန်းနေတဲ့အနာရောင်ကျောင်းသားတွေကကာလအခိုက်အတန့်လေးပဲဒီဆိုးကျိုးလေးကိုပေးဆက်ရတယ်ကုသိုလ်ကောင်းမှုတွေအမှန်မပြတ်ဒလဇက်ဆောင်ရွက်နေတဲ့အတွက်ကြောင့်ကုသိုလ်တွေရဲ့ကောင်းကျိုးတွေအကျိုးပေးလိုက်တဲ့အခါကျတော့အနာရောင်ကျောင်းသားရဲ့ဘဝဟာရခင်အတိုင်းပဲပေါ့နော်ရခင်အတိုင်းတော့မကဘူးပေါ့အဲ့ဒီနတ်ကကူညီလိုက်တဲ့အခါမှာပိုင်ရှင်မရှိတဲ့မြေကြီးထဲမှာမြုပ်နေတဲ့ဒီဥစ္စာယရနာတွေကိုအနာရောင်ကိုဆောင်ကျင်းပြီးတော့လက်ဆောင်ပေါ့လေသောတာပန်အရိယာဖြစ်သွားတော့ဓမ္မလက်ဆောင်အနေနဲ့ပြီးတယ်ပေါ့ဒါလို့စာပြီးမှပြောပါအဲ့ဒါဒီဒေသနာတော်ကိုပြန်ပြီးတော့ကြည်လိုက်တဲ့အခါကျတော့ဒရာသက်လုံးကောင်းတဲ့အတွက်ချာနော်ဗာသက်လုံးကောင်းနော်ဒရာသက်လုံးကောင်းတဲ့အတွက်ချာရှိဝဥစ္စာအကြောင်းအားလျော်စွာယောဘသွားရင်တောင်မှယောဘသွားတာတောင်မှနှမျောတွန့်တိုခြင်းလို့ဆိုတဲ့မစ္စေရအမြုပ်ထွက်မလာပဲနဲ့ဒါနဝန်ကိုနိုင်ဝန်ဒါနဝန်ကိုနိုင်ကြီးထမ်းဆောင်သွားနိုင်တယ်ဆိုတာအနာရောင်ကျောင်းတာကကြီးမှာဘုန်းကြီးတို့ပြည်သက်ဘာသက်လုံးကောင်းလွန်းလို့တော့ဒရာသက်လုံးကောင်းလွန်းလို့ဒါကြောင့်ကံကောင်းလို့ရခဲ့တဲ့လူဘဝကံကြုံ၍ဆုံးရတဲ့ဘုရားမြတ်စွာသာသနာနဲ့ကြုံနေတွေ့နေတဲ့ဤအခွင့်ကောင်းအခါကောင်းမှာဘုရားတရားတန်ခါယရဏမြတ်သုံးပါးနဲ့ကံကံရဲ့အကျိုးဤဘဝနောက်ဘဝတွေကိုသက်ဝင်ယုံကြည်တဲ့ဒါတရားတရားလို့ဆိုတဲ့သက်လုံးကောင်းရပါလိမ့်မယ်ဒါနရဲ့ကောင်းကျိုးကိုမြန်လို့ယုံကြည်တဲ့တရားသက်လုံးကောင်းကြရပါလိမ့်မယ်တရားသက်လုံးကောင်းပြီဆိုရင်နှမျောခြင်းတွန့်တိုးခြင်းမရှုစိတ်ခြင်းတို့နှမျောခြင်းတွန့်တိုးခြင်းမပေးခြင်းမကမ်းခြင်းမလူခြင်းမတန်းခြင်းလို့ဆိုတဲ့မစ္စရိယစိတ်အငြိကြီးဟာကိုယ်တဏ္ဍာမှာပေါ်လာစေရအကြောင်းကိုပါတယ်တော့မရှိဘူးပေါ့နော်ဆရာအစဉ်သက်ပြောခဲ့တဲ့စကားလေးရှိမထေရဘာဆွမ်းစားပင်လာတယ်တဲ့အဲ့ဒီမထေရရေမြောင်းလေးကိုတွေးလိုက်တဲ့အခါကျတော့လွှားတယ်ခုံလိုက်တာနောက်ကတကားကစဉ်းစားဟာမထေရမြတ်ကြီးဖြစ်ပြီးတော့အိန္ဒြေမရဘူးပေါ့သင်္ကန်း3တယ်လူဖို့စိတ်ကူးလာ3တယ်မလူတော့ဘူးနှစ်ထဲပဲလူတော့မယ်ပေါ့ဒီလိုနဲ့သွားလိုက်ကြတဏှာရောက်တဲ့အခါကျတော့လေရေအိုင်လေးကိုတွေးတော့မထေရကလွှားနေခုံချလိုက်ပြန်နော်ကျတော့စဉ်းစားအိန္ဒြေအလွန်မရတာပဲပေါ့တော်ပြီသင်္ကန်းနှစ်ထဲတော့မလူတော့ဘူးတစ်ထဲပဲပါတယ်နော်လူတော့မယ်ပေါ့သွားကြနောက်တစ်ခါတတိယရေအိုင်ကိုရောက်တဲ့အခါကျတော့မထေရရေထဲကိုတာလေးပဲရေထဲကဆင်းပြီးတော့ဖြတ်လျှောက်သွားနောက်ကတကားကမျိုးမထားနိုင်တော့ဘူးကွာအရှင်ဘုရားပထမရေအိုင်လေးတွေတွေ့တော့ကတော့လွှားကနေခုံသွားတယ်ပေါ့ဒီတခါကျတော့ဘာဖြစ်လို့ရေအိုင်ထဲကိုတာရာလေးဆင်းပြီးတော့သွားရတာတုံးလို့လျှောက်တော့တကားဒီတခါခုံလိုက်ရင်တော့ကျန်တဲ့သင်္ကန်းကိုရတော့မှာပါတယ်တော့မဟုတ်တော့ဘူးဒါနဲ့အဲ့ဒီတော့မှတကားကသူ့စိတ်ကိုမထေမြတ်သိနေပါလားအဲ့ဒီမှာကျတော့ဘုန်းကြီးတို့ပြည်သက်ဘာသက်လုံးမကောင်းလို့တော့သရာသက်လုံးမကောင်းတဲ့အတွက်ရေကန်လေးကိုခုံလိုက်တာနဲ့3တယ်လူမဲ့သင်္ကန်းကတစ်ထည်ရော့သွားဒုတိယရေအိုင်လေးကိုခုံလိုက်တဲ့အခါကျတော့2ထည်လူမဲ့သင်္ကန်းကပါတယ်နော်တစ်ထည်ရော့တတိယကျတော့မထေမြတ်ကတာလေးပဲဆင်းသွားဟုတ်လားခုံလိုက်ရင်တော့ဘုန်းကြီးတို့ပြည်သက်နောက်တစ်ထည်လေးရမှာမဟုတ်တော့သရာသက်လားယနေ့ခေတ်ခါမှာတွေ့ရတယ်လိုင်းပေါ်မှာ
တခြားသောပုဂ္ဂိုလ်တွေကဟိုလိုပြောဒီလိုပြောနဲ့တဏှာတော်တွေရဲ့အပေါ်မှာကိုယ်ဆောင်ရွက်မြဲဖြစ်တဲ့လှူဒန်းမြဲဖြစ်တဲ့အာစိဏကနိစ္စဝတ္တေတချို့ဖြောက်ဖြက်ပြီးတော့ပြစ်ကြတာလေးတွေလည်းတွေ့ရတယ်နော်ဝင်းကြီးအကြောင်းတွေလိုင်းပေါ်မှာရေးတဲ့အခါကျတော့ဝင်းကြီးနဲ့မညီဘူးဆိုပြီးတော့ကိုယ့်ရဲ့လှူဒန်းပေးကမ်းတဲ့ဒါနဝတ်ကလေးတွေတချို့ဖြတ်ပြစ်တာလေးတွေလည်းတွေ့ရတယ်အဲ့ဒီလိုဖြတ်ပြစ်လိုက်တဲ့အတွက်ကြောင့်ကိုယ်ပဲကုသိုလ်မရတာပေါ့နော်ကိုယ်ပဲပါတယ်တော့ကုသိုလ်မရတာပေါ့နော်လိုင်းပေါ်မှာအမျိုးမျိုးကြီးအဲ့ဒါကိုကြည့်ပြီးတော့တချို့သံဃာတွေရဲ့အပေါ်မှာတချို့တရားဓမ္မတွေကအပြစ်မြင်ပြီးတော့ကိုယ်ဘိုးဘွားဆင်ဆက်ဆောင်ရွက်အားထုတ်လာတဲ့ဒါနဝတ်ကလေးတွေလှူဒန်းမြဲဖြစ်တဲ့ကုသိုလ်ဝတ်ကလေးတွေတချို့ဖြတ်တောက်ပြစ်လိုက်တာပေါ့နော်မိဘဘိုးဘွားဆင်ဆက်ဆောင်ရွက်မြဲဖြစ်တဲ့ကုသိုလ်ဝတ်တွေကိုဖြောက်ဖြက်ပြည့်ရင်အဲ့ဒီမျိုးနွယ်ကန့်တတ်တယ်ဗာကန့်တတ်မျိုးနွယ်ကန့်တတ်တယ်ဒါကြောင့်မိဘဘိုးဘွားလက်ထက်ကဆောင်ရွက်မြဲဖြစ်တဲ့အာစိဏကနိစ္စဝတ်ထားပြီးတော့ဆောင်ရွက်မြဲဖြစ်တဲ့ကုသိုလ်ဝတ်ကလေးတွေဖြတ်တောက်ပြစ်လိုက်တယ်ဆိုတာမိမိတို့ရဲ့တဏ္ဍာမှာဘုန်းကြီးတို့ပြည်သက်ဘာသက်လုံးမကောင်းလို့တော့သရတရားသက်လုံးမကောင်းသရတရားသက်လုံးမကောင်းတဲ့အတွက်စတော်ကြီးကတော့ဆုံးမထားတာပေါ့ဘုန်းကြီးမနေ့တုန်းကလိုင်းပေါ်မှာတင်ထားတဲ့မောင်းတောင်ဆရာတော်ကြီးရဲ့အဆုံးအမဒါလေးပေါ့နော်သရတရားသက်လုံးမကောင်းတဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာမထွေးနိုင်မအပ်နိုင်ဘာအမြုပ်ကြီးထွက်လာမစ္စရိယလို့ဆိုတဲ့အမြုပ်ကြီးပေါ့လူလိုတန်းလိုတဲ့စိတ်ကိုဟန်တားတာကဘယ်လိုလဲတော့မစ္စရိယအလောဘနှင့်သရာစေရနာဥခိုက်လာ၍တဏှာလောဘသေဆုံးရ၏လောဘတဏှာလောဘသေဆုံးရ၏အလောဘနှင့်သရာစေရနာဥခိုက်လာ၍တဏှာလောဘသေဆုံးရ၏လောဘမသေးဖြစ်ရှိခြင်းမူမစ္စရိယမသေးဖြစ်ရှိခြင်းမူပေးဝေလူမှုဘယ်ခါပြုလဲတဲ့လူတဲ့ကန်းနဲ့ပေးတဲ့ကန်းနဲ့ဆိုတာသရာတရားတို့ကိုယ်ပစ္စည်းရဲ့အပေါ်မှာမတွယ်ကြီးတဲ့အာလောဘတို့စေရနာတို့အဲ့ဒီကောင်တွေကသက်လုံးကောင်းကောင်းနဲ့အားကောင်းတဲ့အခါကျတော့ကိုယ်ပစ္စည်းရဲ့အပေါ်မှာတွယ်ကြီးတဲ့လောဘတဏှာတို့နှမျောတွန့်တိုးတဲ့မစ္စရိယတို့ကသေသွားတာပေါ့ဒီမှာတော့စတော်ကြီးကအမြုပ်လို့ပြောတာပေါ့မစ္စရိယအမြုပ်တဏှာလောဘအမြုပ်တွေထွက်မလာတဲ့အခါကျတော့စွန်ကျဲပေးကလှူဒန်းတဲ့ကုသိုလ်ကောင်းမှုဆောင်ရွက်အားထုတ်ဖြစ်တယ်ပေါ့ဟုတ်လားအကယ်၍ဘုန်းကြီးတို့တရားသက်လုံးမကောင်းမှုဆိုရင်လောဘတဏှာလို့ဆိုတဲ့ကိုယ်ပစ္စည်းရဲ့အပေါ်မှာတွေ့ကြီးတဲ့သဘောတရားနှမျောတွန့်တိုးတဲ့မစ္စရိယတရားထွက်လာပြီဆိုရင်ဒါနဆိုတဲ့ကုသိုလ်ကောင်းမှုကိုပြုခွင့်မသာတော့ဘူးပေါ့ဒါနဝန်တော့ဝန်ဖို့ကိုမထမ်းနိုင်တော့ဘူးလို့အဲ့လိုပေါ့နော်ဆိုလိုက်အလောဘနှင့်သရာစေရနာဥခိုက်လာ၍တဏှာလောဘသေဆုံးရ၏လောဘမသေးမစ္စရိယမသေးရှိရှိခြင်းမူပေးဝေလူမှုဘယ်ခါပြုလေယနေ့ဝါဒလာပြီကျောင်းတော်မှာလာပြီးတော့လှူဒါနပြုပြစ်အောင်ပြုကြတဲ့ပုဂ္ဂိုလ်တွေဒါနဝန်ကိုနိုင်အောင်ထမ်းတဲ့ပုဂ္ဂိုလ်တွေဟာဘုန်းကြီးတို့ပြည်သက်ဘာသက်လုံးကောင်းလုံးလို့တော့သရတရားသက်လုံးကောင်းလုံးလို့မိုးတဲ့လူတွေလာကြရတယ်ဟုတ်လားနောက်တစ်ခါကျတော့အကယ်၍သရသက်လုံးမကောင်းဘူးဆိုရင်မစ္စရိယလို့ဆိုတဲ့နှမျောတွန့်တိုးတဲ့သဘောတရားပါသွားလိမ့်မယ်နော်ဒုတိယတရားကျတော့မေတ္တာသက်လုံးမကောင်းဘူးဆိုရင်တဲ့ဒေါသအမြုံထွက်ပြီးတော့ခန္တီလို့ဆိုတဲ့ဝန်ကိုမထမ်းနိုင်ဘူးတဲ့မနိုင်ဘူးတဲ့ဟုတ်လားမေတ္တာသက်လုံးမကောင်းဘူးဆိုရင်ဒေါသအမြုံထွက်လာမယ်နော်မေတ္တာသက်လုံးမကောင်းဘူးဆိုရင်ဒေါသအမြုံထွက်လာမယ်ဒေါသအမြုံထွက်လာပြီဆိုရင်ခန္တီလို့ဆိုတဲ့သိခံနိုင်တဲ့ဝန်ကိုမနိုင်တော့ဘူးပေါ့မထမ်းဆောင်နိုင်တော့ဘူးအဲ့တော့ဒုတိယသက်လုံးကောင်းရမယ့်တရားကဘုန်းကြီးတို့ပြည်သက်ဘာသက်လုံးနော်မေတ္တာသက်လုံးဘုန်းကြီးတို့သံဃာပရိသတ်အများနဲ့နေရတယ်တရားဓမ္မတွေများစွာနဲ့ဆက်ဆံရတဲ့အခါမှာဘ
ခါတလေကြတော့လေပြမန်းတော်ကြီးတဲ့အခါကြတော့သိခံတယ်ဆိုတဲ့ဝန်းပျောက်ပြက်တတ်တယ်ပေါ့အဲ့ဒီသိခံနိုင်စွမ်းလို့ဆိုတဲ့ဝန်းမပျောက်ပြက်အောင်မေတ္တာကိုအထူးဂရုစိုက်ရတာပေါ့မေတ္တာကတော့အမြတ်တ္တဝါရဲ့ကောင်းကျိုးကိုလိုလားတဲ့သဘာဝပေါ့အမြတ်တ္တဝါဆင်းရဲဒုက္ခမဖြစ်စေခြင်းတဲ့သဘာဝပေါ့အမြတ်တ္တဝါချမ်းသာစေခြင်းနဲ့အမြတ်တ္တဝါပြည့်စုံစေခြင်းနဲ့အမြတ်တ္တဝါဆင်းရဲဒုက္ခမရောက်စေခြင်းဘူးပေါ့သူကဒီအကျိုးစီးပွားကိုဖော်ဆောင်ပေးတဲ့မေတ္တာရဲ့အကျိုးစီးပွားကိုဖယ်ရှားပေးခြင်းနဲ့မေတ္တာရဲ့မေတ္တာမှာနှစ်မျိုးတွေ့ရနော်အကျိုးစီးပွားကိုလည်းဘာလုပ်ပေးရမလို့ဖော်ဆောင်ပေးရမယ်အခြားသောပုဂ္ဂိုလ်တွေအကျိုးစီးပွားပြည့်ခြင်းမရှိအောင်လဲဆောင်ရွက်ရမယ်နော်အကျိုးစီးပွားရှိအောင်ဖော်ဆောင်ပေးရမယ်အကျိုးစီးပွားပြည့်ခြင်းမရှိအောင်လဲဖယ်ရှားပြီးတော့ပေးနိုင်ရမေတ္တာရဲ့သဘောပေါ့နော်ဘုန်းကြီးတို့ကတော့မေတ္တာရဲ့သဘောပို့လိုက်တဲ့အခါမှာဒုက္ခိတာဟောတာဒုက္ခမုံစတာချမ်းသာကြပါသည်ဆိုတာအကျိုးစီးပွားဖြစ်အောင်ဆောင်ရွက်ပေးလိုက်တာဒုက္ခမုံစတာဒုက္ခဆင်းရဲမှလွတ်မြောက်ကြပါသည်ဆိုတာစီးပွားမဲ့ပျက်စီးခြင်းမှပျက်စီးခြင်းကိုမလုပ်ပေးလိုက်တာတော့ဖယ်ရှားပြီးတော့ပေးလိုက်တာနော်အဲ့တော့ဒီမေတ္တာဆိုတဲ့အခါမှာဘုန်းကြီးတို့နှစ်မျိုးပေါ့ဒီစီးပွားဥစ္စာတွေပြည့်စုံအောင်ပေါ်များအောင်ပို့တဲ့မေတ္တာတစ်ချက်ပေါ့စီးပွားကိုဖော်ဆောင်တယ်အကျိုးစီးပွားကိုဖော်ဆောင်တယ်နောက်တစ်ခါကျတော့စီးပွားဥစ္စာတွေမပြောက်ပြက်အောင်ပို့သားရတဲ့မေတ္တာကြတော့စီးပွားဥစ္စာပျက်စီးခြင်းကိုဖယ်ရှားပေးတဲ့ပါတယ်တော့မေတ္တာအဲ့တော့မေတ္တာတော့မှာဘုန်းကြီးတို့ပြိတ္တနပရောပရာနိကုတ်ပိဋနာတိမင်းကြီးတာကထာစိနဂိဉ္စီဖြာရောဒနာပရိကာတိညနေညမင်းညတဒုက္ခမိတ်စီယအဲ့ဒီမှာဒုက္ခမိတ်စီယမှာဒုက္ခနာမိတ်စီယတစုံတယောက်သောပုဂ္ဂိုလ်သည်တစုံတယောက်သောပုဂ္ဂိုလ်ကိုဘယ်အရဘယ်ဒေသဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ်ဒုက္ခရောက်ခြင်းကိုအလိုမရှိပါနဲ့အဲ့ဒါမေတ္တာပဲဟုတ်လားအဲ့ဒါကြတော့ဒုက္ခကိုဖယ်ရှားပေးလို့တဲ့သဘောအကျိုးမဲ့ကိုဖယ်ရှားပေးလို့တဲ့သဘောကိုလည်းဘာလို့ခေါ်တော့မေတ္တာလို့ခေါ်တယ်နော်ရှင်နာမှာကြတော့နာစာဂုတ်ဓမ္မာစရိကိဉ္စီယေနဝိညုပရိဥပဝရေယောဒုက္ခိနောဝါခေမိနောဟွန်တုသဗ္ဗတတ္တာဘောန္တုဒုက္ခိတတ္တာလုံးစုံများစွာတတ္တဝါမှန်သမျှဒုက္ခိနောဝါချမ်းသာကြပါစေခေမိနောဝါဘေးရန်တွေလည်းကင်းကြပါစေဒုက္ခိတတ္တာရွှင်ရွှင်လန်းလန်းဝမ်းပန်းတပါလည်းရှိကြပါစေအဲ့ဒီမှာလည်းနှစ်မျိုးတွေ့ရဒုက္ခိနောဝါနဲ့ဒုက္ခိတတ္တာကအကျိုးစီးပွားကိုဖော်ဆောင်ပေးတဲ့မေတ္တာပုံနည်းပဲခေမိနောဝါကြတော့ဘေးရန်နေကင်းကြပါစေဆိုတော့အကျိုးမဲ့ကိုဖယ်ရှားပေးတဲ့ဖယ်ရှားပေးလို့တဲ့မေတ္တာနော်အဲ့ဒါမေတ္တာမှာအကျိုးစီးပွားရောက်အောင်ဆောင်ရင်းပေးတဲ့မေတ္တာပုံနည်းရဲ့စီးပွားမဲ့ပျက်စီးခြင်းတွေမရှိအောင်ဖယ်ရှားပေးတဲ့မေတ္တာပို့ရဆိုပြီးတော့မေတ္တာပုံနည်းကဘယ်နှမျိုးတော့နှစ်မျိုးเนาะအဲ့ဒီမှာဘုန်းကြီးတို့ဒုက္ခိနောဝါခေမိနောဝါဟွန်တုသဗ္ဗတတ္တာဘောန္တုဒုက္ခိတတ္တာအဲ့ဒီမှာတစ်ချက်တွေ့ရနောက်ဘုန်းကြီးတို့ပြိဿဒုက္ခိတာဟောထဒုက္ခမုံစထမှာလေအဲ့ဒီမှာတစ်ချက်တွေ့ရဒုက္ခိတာဟောထချမ်းသာကြပါစေဆိုတာကစီးပွားကိုဖော်ဆောင်ပေးတဲ့မေတ္တာပို့နည်းပဲဒုက္ခမုံစတာဒုက္ခမှလွတ်မြောက်ကြပါစေဆိုတာအကျိုးမဲ့စီးပွားမဲ့ကိုဖယ်ရှားပေးခြင်းနဲ့ဖယ်ရှားပေးလို့တဲ့ဘာပို့နည်းတော့မေတ္တာပို့နည်းနော်နောက်တစ်ခါကျတော့နပရောပရဏိကုတ်ပိဋနာတိမင်းကြီးကကထာစိနာဂိဉ္စီတုံးနဲ့တူတယောက်နဲ့တယောက်အထင်မသေးပါနဲ့တဲ့နော်အထင်မသေးပါနဲ့နှိမ့်ဆက်ခြင်းမျိုးတွေလည်းမပြုတ်ပါနဲ့တဲ့နှုတ်နဲ့လည်းမစော်ကားနဲ့တဲ့ဒီလိုပြောချုပ်လိုက်မယ်ဆိုရင်တော့တစုံတယောက်သောပုဂ္ဂိုလ်သည်တစုံတယောက်သောပုဂ္ဂိုလ်ကိုဘယ်ရဘယ်ဒေသမှာပဲဖြစ်ဖြစ်ဘာအကြောင်းကြောင့်မှဒုက္ခရောက်ခြင်းကိုအလိုမရှိပါနဲ့ဟုတ်လားအဲ့ဒါမေတ္တာပဲဗျာလားမေတ္တာသက်လုံးကောင်းရင်ခံဒီဆိုတဲ့သိခံခြင်းဝန်ကိုထမ်းဆောင်နိုင်တယ်သိခံခြင်းဝန်ကိုနိုင်တယ်ပေါ့အကယ်၍ဘုန်းကြီးတို့ပြိဿမေတ္တာ
သက်လုံးပြက်သွားပြီဆိုရင်တော့အဲ့ဒီနေရာမှာဘာအမြုံထွက်လာတော့ဒေါသအမြုံထွက်လာတယ်ဒေါသအမြုံထွက်လာတယ်ဆိုရင်တော့ဘုန်းကြီးတို့ပြိတ္တသိခံခြင်းလို့ဆိုတဲ့ခန္တီဝန်ကိုနိုင်အောင်မထမ်းဆောင်နိုင်ဘူးပေါ့နော်ဘုန်းကြီးတို့စာပေမှာကောတံဘီရှင်ဘုရင်မှာမိဖုရား3ယောက်ရှိတယ်ပေါ့ဝါတုလတ္တမိဖုရားရဲ့တမ္မာဝတီမိဖုရားရဲ့မာဂန္ဒီမိဖုရားရဲ့မိဖုရား3ယောက်မှာမာဂန္ဒီမိဖုရားနဲ့တမ္မာဝတီမိဖုရားရှိတယ်ပေါ့မာဂန္ဒီမိဖုရားကသာသနာတော်ကိုသက်ဝင်ယုံကြည်ခြင်းမရှိဘူးတမ္မာဝတီမိဖုရားကတော့သာသနာတော်ကိုသက်ဝင်ယုံကြည်တယ်ပေါ့အဲ့တော့မာဂန္ဒီမိဖုရားကသူမကြည်ညိုတဲ့ဘုရားမြတ်စွာကိုကြည်ညိုရကောင်းလားဆိုပြီးတော့တမ္မာဝတီမိဖုရားကိုအမြဲမပြတ်အကောက်ကြံနေပေါ့တနေ့သောအခါမှာကျတော့သူအကောက်ကြံလိုက်တဲ့အကောက်ကြံခြင်းကဆင်ပြေသွားတယ်ဘာဖြစ်လို့လဲဆိုတော့ကောတံဘီဘုရင်ကပေါ့နော်ကောတံဘီဥဒေနရှင်ဘုရင်ပေါ့လေဥဒေနရှင်ဘုရင်ကသူကစောင်းတီးတာဝါဒနာပါတယ်ပေါ့မိဖုရားတွေရဲ့အဆောင်မှာအလှည့်ကျဆံမြန်းတဲ့အခါမှာသူကအမြဲတမ်းသူ့ရဲ့စောင်းကိုသေးသေးပြီးတော့သွားတယ်မာဂန္ဒီမိဖုရားကတနေ့သောအခါမှာတော့တမ္မာဝတီမိဖုရားရဲ့အဆောင်ကိုသွားမဲ့အလှည့်အချိန်မှာစောင်းထဲကိုစောင်းွက်ထဲကိုမွေထည့်ပေးလိုက်တာပေါ့မွေဟောက်ထည့်ပေးလိုက်တာပြီးတော့မှအဲ့ဒီအဟွာကိုစောင်းအပေါက်ကိုပိတ်ပေးလိုက်တာပေါ့အဲ့တော့မာဂန္ဒီမိဖုရားကတမ္မာဝတီမိဖုရားရဲ့အဆောင်သွားမယ်ဆိုတော့သူအိမ်မက်တွေမကောင်းဘူးပေါ့ရှင်မင်းကြီးဖြစ်နိုင်ရင်တော့မသွားဖို့ဆိုပြီးတော့သူတားတယ်သို့တော်လည်းပဲကောသလဥဒေနရှင်ဘုရင်ကသွားတာပေါ့ကောတံဘီဥဒေနရှင်ဘုရင်ကသွားတဲ့အခါကျတော့သူလည်းပဲလိုက်ပြရစီဆိုလိုက်သွားတာဆောင်းတီးကနေတဲ့အခါမှာဘုန်းကြီးတို့ပြိတ္တဆောင်းပေါက်ကိုအုပ်ထားတဲ့ပန်းကုန်းကိုဖွင့်လိုက်တဲ့အခါကျတော့မွေဟောက်ထွက်လာအဲ့ဒီအခါမှာရှင်ဘုရင်ကသူ့ကိုအကောက်ကြံနေတမ္မာဝတီမိဖုရားကသူ့ကိုအကောက်ကြံနေဆိုပြီးတော့တမ္မာဝတီမိဖုရားနဲ့ရန်ရွှေတော်တွေကိုကားစင်တင်ပြီးတော့လေးညှို့မှာမြားတင်ပြီးတော့ပြစ်တဲ့အခါမှာအဲ့ဒီတမ္မာဝတီမိဖုရားကမာဂန္ဒီမိဖုရားအကောက်ကြံနေဆိုတာလည်းသိတယ်အဲ့ဒီအခါမှာသူ့ရဲ့ရန်ရွှေတော်တွေကိုလည်းပြောတယ်ဘသူမှမေတ္တာမပြည့်စေနဲ့ရှင်ဘုရင်ကြီးကိုလည်းမေတ္တာမပြည့်စေနဲ့မာဂန္ဒီမိဖုရားကိုလည်းမေတ္တာမပြည့်စေနဲ့ဩဒိဋ္ဌမေတ္တာလို့ဆိုတဲ့စူးစူးနစ်နစ်အဲ့ဒီပုဂ္ဂိုလ်တွေကိုမေတ္တာတစိုက်မတ်မတ်ပို့ပြီးပါဟိုမှာဘုန်းကြီးတို့ပြည်သား90မှာတင်ထားတယ်နှောင်ကြိုးတဲထားတယ်နောက်တကဒီဥဒေနရှင်ဘုရင်ကလည်းမြားပြစ်အလွန်ကျွမ်းကျင်တယ်အဲ့ဒီမှာလေးညို့ကိုတင်ပြီးတော့မြားနဲ့ပြစ်လိုက်တဲ့အခါမှာဒီညို့ကနေပြီးတော့လေးညို့ကနေပြီးတော့မြားထွက်မလာတော့ဘူးတဲ့တင်းတင်းတောင့်တောင့်ကြီးဖြစ်နေတယ်တဲ့ချွေတီတီကြတယ်ဒီဘက်ကဒေါသနဲ့မြားပြစ်တယ်တစ်ဖက်ကဘုန်းကြီးတို့ပြိတ္တမြားပြစ်မဲ့မြားလာမဲ့အရာကိုဗာနဲ့ပဲတုံ့ပြန်နေတော့မေတ္တာနဲ့ပဲတုံ့ပြန်နေတယ်အဲ့ဒါမြားကရှေ့ကိုထွက်မလာဘူးတဲ့တင်းတင်းတောင့်တောင့်ကြီးဖြစ်နေတယ်အဲ့ဒီအခါမှာရှင်ဘုရင်ကြီးမှလည်းချွေတီတီကြလာတယ်တဲ့အဲ့တော့တမ္မာဝတီမိဖုရားကရှင်ဘုရင်ကြီးပေါ့မြားကိုလေးကိုမြေသို့စိုက်လိုက်ပါမြေကိုစိုက်လိုက်တဲ့အခါကျမှမြားကထွက်သွားလွတ်သွားတယ်ဘောနော်အဲ့ဒီမှာဘုန်းကြီးတို့ပြည်သားကြီးလိုက်တဲ့အခါကျတော့လေတမ္မာဝတီနဲ့ရန်ရွှေတော်တွေဟာမေတ္တာသက်လုံးကောင်းလွန်းတဲ့အတွက်ချာနော်ဗာသက်လုံးကောင်းမေတ္တာသက်လုံးကောင်းလွန်းတဲ့အတွက်ချာဒေါသအမြုံထွက်မလာပဲနဲ့ခန္တီဝန်ကိုနိုင်အောင်ထမ်းဆောင်နိုင်သွားတဲ့အတွက်ခန္တီဝန်ကိုနိုင်တဲ့အတွက်ချာနော်မြားကထွက်ပြီးတော့မလာတာနော်တခါတလေမှာလောကမှာဆန်းကျယ်တဲ့သဘာဝလေးရှိတယ်နော်နောက်ဘုန်းကြီးတို့ပြိတ္တာကြားလို့တဲ့သီဟပါဟုဇတ်ဆိုတာနော်သီဟပါဟုဇတ်ပေါ့မိခင်နဲ့ရှင်သေးနဲ့ဆက်ပြီးတော့သီဟပါဟုဆိုတဲ့မင်းသားမွေးဖွားတာပေါ့
တဏီလောကမှာတော့မိခင်ကိုခေါ်ပြီးတော့တိဟပါဟုကဒီအဘိုးရဲ့နန်းတော်ကိုပြန်လိုက်တဲ့အခါမှာအဖေရင်းဖြစ်တဲ့ရှင်သေးကနောက်ကလိုက်လာတယ်ပေါ့ဇတ်တော်ဒီမှာလေနောက်ကလိုက်လာတဲ့အခါကျတော့တိဟပါဟုကအဲ့ဒီရှင်သေးကိုမြားနဲ့ပြစ်တဲ့အခါမှာရှင်သေးကသားဆိုတဲ့မေတ္တာနဲ့တုံ့ပြန်တဲ့အခါမှာမြားကမမှန်ဘူးပေါ့နောက်ရှင်သေးကဟာဒီသားအလွန်မိုက်တာပဲပေါ့နော်တတ်မယ်ပေါ့ဟိန်းဟောက်ပြီးတော့တတ်မယ်လို့ဒေါသဝင်လာတဲ့အချိန်မှာပြစ်လိုက်တဲ့မြားကခေါင်းကိုစိုက်သွားတယ်ပေါ့နော်အဲ့ဒီမှာအဖေရင်းဖြစ်တဲ့ရှင်သေးကွယ်လွန်တယ်ပေါ့ဒါကြောင့်ဘုန်းကြီးတို့ဒီတိယဘာဝမင်းရှင်မင်းဖြစ်တဲ့အခါကျတော့ခေါင်းကိုက်ဝေဒနာဆွဲကပ်တယ်ခေါင်းကိုက်ဝေဒနာဆွဲကပ်တဲ့အခါမှာနန်းတော်ထဲမှာရှိတဲ့သမားတော်တွေမြည်လို့ပင်ကုသတော်လည်းပဲပျောက်ကင်းသက်တာချမ်းသာရမရတော့ဒီနမိတ်ထတ်တို့ဟုတ်လားဝေဒင်ကုရခေါ်တဲ့ဝေဒင်တတ်တဲ့ပရောဟိတ်တွေကိုမေးစမ်းတဲ့အခါကျတော့ရှင်သေးရုပ်ထုပြီးတော့ရှ िख ိုးရမယ်တောင်းပန်ရမယ်ဓမ္မပြောင်းမယ်ဆိုတော့ရှင်မင်းကရှင်သေးရုပ်ထုပြီးတော့နန်းတော်ထဲမှာရှ िख ိုးဥချဖို့ကိုးကွယ်ဖို့ဆိုတာအစင်မပြေတော့ဘုန်းကြီးတို့ရှေ့လူသီးသူမတွေပေါ့ဖျားတည်တဲ့အခါမှာဘုန်းကြီးတို့ဖျားမုတ်ဥမှာဘာကောင်တွေထက်ပေးလိုက်ရှင်သေးရုပ်တွေထက်ပြီးတာအဲ့ဒီဇလန်းကလာတယ်လို့ဒီလိုရှေ့စတော်ကြီးတွေနောက်ဇမင်းသားတွေလည်းကကြပါတယ်သီဟဘာဝိဇ္ဇပေါ့နော်ဘုန်းကြီးတို့ထေရဝါဒဒေသနာမှာတော့တွေ့မတွေ့ရဘုန်းကြီးစာမနှံ့လို့ပဲဖြစ်ချင်းဖြစ်မှာပေါ့နော်အဲ့ဒါဘုရားကိုရှ िख ိုးရင်းနဲ့ပဲဘုန်းကြီးတို့ပြည်တဲ့အဖေတော်ဆက်ခဲ့မှုတဲ့ရှင်သေးကိုလည်းကြောရာရောက်တယ်ပေါ့ဒီမှာတစ်ချက်ပြန်ပြီးတော့ကြည့်လိုက်တော့ပထမကမေတ္တာသက်လုံးကောင်းနေတဲ့အချိန်မှာသိခံနိုင်တယ်မြားကကိုယ်ထံရောက်မလားမေတ္တာသက်လုံးပြည့်သွားတဲ့အခါမှာတတ်မယ်ကွာလို့ဒေါသအမြုပ်ထွက်လိုက်တဲ့အချိန်မှာဘုန်းကြီးတို့ပြည်သက်မြားကဘယ်ကိုလာဆိုင်တော့တာနော်ခေါင်းကိုလာပြီးတော့ဆိုင်တော့တာပဲဒါကြောင့်ဒုတိယသက်လုံးကောင်းရမယ့်တရားကဘုန်းကြီးတို့ပြည်သက်ဘာသက်လုံးနော်မေတ္တာသက်လုံးကောင်းရင်ဘာအမြုပ်မထွက်ဘူးတော့ဒေါသအမြုပ်မထွက်ဘူးဒေါသအမြုပ်မထွက်ရင်ခန္တီလို့ဆိုတဲ့သိခံခြင်းဝန်ကိုနိုင်တယ်ဟုတ်လားအကယ်၍စမ်းကျင်ပဲမေတ္တာသက်လုံးမကောင်းဘူးဆိုရင်ဘာအမြုပ်ထွက်တတ်တော့ဒေါသအမြုပ်ထွက်လာမယ်ဒေါသအမြုပ်ထွက်လာပြီဆိုရင်တော့ခန္တီလို့ဆိုတဲ့ဝန်ကိုမနိုင်တော့ဘူးเนาะဒါကြောင့်မေတ္တာသက်လုံးကောင်းကြရပါမယ်ပိုးမေတ္တာတွေရှိမယ်ဘွားမေတ္တာတွေရှိမယ်ထားရတဲ့မေတ္တာတွေရှိမယ်ဟုတ်လားအခြားသောတတ္တဝါတွေជីវတိုးတက်ချမ်းသာစေခြင်းနဲ့အကျိုးစီးပွားကိုဖော်ဆောင်တဲ့မေတ္တာတွေရှိမယ်အခြားသောပုဂ္ဂိုလ်တွေဆင်းရဲဒုက္ခမရောက်စေခြင်းနဲ့အကျိုးစီးပွားကိုဖယ်ရှားပေးတဲ့မေတ္တာတွေရှိရမယ်ပို့လဲပို့ရမယ်ဘွားလဲဘွားရမယ်ထားလဲထားရမယ်နော်ဘုန်းကြီးတို့လူမျိုးကအလွန်မေတ္တာပို့တယ်အလွန်မေတ္တာပွားတယ်သို့တော်လည်းမေတ္တာထားတဲ့နေရာမှာတော့အလွန်ပါတယ်တော့အာနေတယ်နော်မေတ္တာထားရမယ်မေတ္တာသက်လုံးကောင်းအောင်ကြိုးစားရမယ်ဒါလို့ဆိုရင်ကိုယ်တဏ္ဍာမှာဒေါသအမြုပ်တွေမထွက်ဘူးဒေါသတွေနည်းတဲ့နည်းပါတယ်ပါသွားမယ်ဆိုရင်ကိုရောသူပါတလောကလုံးစိတ်ချမ်းသာစေရအကြောင်းဖြစ်ပါလိမ့်မယ်ဟုတ်လားနောက်တစ်ခါကျတော့အာလောဘသက်လုံးမကောင်းရင်နော်အာလောဘသက်လုံးမကောင်းရင်ယာကအမြုပ်ထွက်တတ်တယ်ယာကအမြုပ်ထွက်ရင်သမထဝန်ကိုမနိုင်ဘူးတဲ့နော်လောဘအမြုပ်တဲ့အာလောဘဝန်ကိုအာလောဘသက်လုံးမကောင်းဘူးဆိုရင်ယာကအမြုပ်ထွက်တတ်တယ်ယာကအမြုပ်ထွက်ရင်သမထဝန်ကိုမနိုင်ဘူးတဲ့အဲ့တော့အာလောဘဆိုတာမတွေ့ကြီးတဲ့သဘောပေါ့နော်အာလောဘဆိုတာပါတယ်တော့မတွေ့ကြီးတဲ့သဘောမတွေ့ကြီးတဲ့သဘောကိုယ်တဏ္ဍာမှာမတွေ့ကြီးတဲ့သဘောအရာခတ်သိမ်းရကျင်နေတယ်လိုချင်နေတယ်ဖြစ်ချင်နေတယ်အရာရာတိုင်းလိုချင်တယ်ရကျင်တယ်ဖြစ်ချင်တယ်ပေါ့ကိစ္စတိုင်းငါ့ဖို့ကြည့်တယ်ပဲဆိုတဲ့
ငါကိုကြည့်တယ်ပဲဆိုတဲ့အလောဘတက်လုံးမကောင်းတော့ဘူးဆိုရင်ငါကိုကြည့်တယ်ပဲဆိုတဲ့ຢာကအမြုပ်ထွက်လာတယ်ပေါ့အဲ့ဒီအခါမှာဘုရားရှိခိုးတာတို့ဂုဏ်တော်ပရိစိတ်တာတို့မေတ္တာပို့တာတို့ထွက်သက်ဝင်သက်ကိုရှုပွားတဲ့သမထဘာဝနာဝန်ကိုမထမ်းဆောင်နိုင်တော့ဘူးတဲ့နော်ဒါကြောင့်ဘုန်းကြီးတို့ပြည်သာအာလောဘလို့ဆိုတဲ့အရာခတ်သိမ်းကိုကြည့်တယ်မတွေ့ရပါဘူးနော်အရာခတ်သိမ်းကိုကြည့်တယ်ပါတယ်တော့မတွေ့ရပါဘူးလောကမှာအများနဲ့နေရတဲ့အတွက်ကြောင့်မျှဝေသုံးဆွဲတတ်တဲ့အလေးအကျင့်လေးဆောင်ရွက်ကြရပါမယ်နော်အဲ့တော့အာလောဘသက်လို့ကောင်းပြီဆိုရင်ຢာကအမြုပ်မထွက်ပါຢာကအမြုပ်မထွက်ဘူးဆိုရင်သမထဘာဝနာပွားများလို့ရပါတယ်ပမာဆိုကြပါလို့ဘုန်းကြီးတို့တရားအလုပ်အားထုတ်ကြတယ်ပေါ့ထွက်သက်ဝင်သက်လို့ဆိုတဲ့အရှုခံအာယုံတစ်မျိုးတည်းကိုရှုဉဏ်တင်ပြီးတော့သမထဘာဝနာပွားများတဲ့အခါမှာအာလောဘလို့ဆိုတဲ့လောဘလို့ဆိုတဲ့ခန္ဓာကိုယ်ကိုအာလောဘလို့ဆိုတဲ့ခန္ဓာကိုယ်ကိုမတွယ်ကြီးတဲ့သဘောလေးနဲ့အားထုတ်ရတယ်အာလောဘတက်လုံးမကောင်းတော့ဘူးဆိုရင်ခန္ဓာကိုယ်ကိုတွယ်ကြီးတဲ့ຢာကအမြုပ်ထွက်လာတယ်နော်ခန္ဓာကိုယ်ကိုတွယ်ကြီးတဲ့ဘာထွက်လာတော့ຢာကအမြုပ်ထွက်လာတယ်တဲ့ຢာကအမြုပ်ထွက်လာပြီဆိုရင်တရားလေးမှာ9မိနစ်ပဲထိုင်ရသေးတယ်10မိနစ်ပဲထိုင်လိုက်ရသေးတယ်တခါတည်းဘုန်းကြီးတို့ပြည်သက်စိတ်မပါတော့ဘူးပေါ့နော်အဲ့ဒါဘုန်းကြီးတို့ပြည်သက်ခန္ဓာကိုယ်ကိုတွေ့ကြီးတဲ့ဘာအမြုပ်ထွက်လာလို့တော့ຢာကအမြုပ်ထွက်လာလို့ဒါကြောင့်တရားအလုပ်အားထုတ်တဲ့အခါမှာခန္ဓာကိုယ်ကိုကိုယ်နဲ့အတ္တမငဲကွယ်ပဲကမ္မထံသို့ပို့လွတ်အပ်သောအာလောဘလို့ဆိုတဲ့စိတ်နဲ့သက်လုံးကောင်းကောင်းနဲ့ပါလို့ရတော့ဘွားများရကိုယ်တော်၎င်းအသက်ကိုယ်တော်၎င်းတွေ့မယ်ညှိမယ်ဆိုတဲ့ຢာကအမြုပ်ထွက်နေရင်တော့ဘွားများအားထုတ်ခြင်းလို့ဆိုတဲ့သမထဝန်ကိုနိုင်အောင်မစွမ်းဆောင်နိုင်ဘူးတဲ့နော်ဒါကဘုန်းကြီးတို့ပြိတ္တတတ္တိယပေါ့နော်စတုထကြတော့အာမောဟသက်လုံးမကောင်းရင်နော်အာမောဟသက်လုံးမကောင်းရင်မောဟအမြုပ်အာလောဘသက်လုံးမကောင်းရင်မောဟအမြုပ်ထွက်ပြီးတော့ဝိပဿနာတရားကိုပွားများအားထုတ်လို့မရဘူးတဲ့ဝိပဿနာဝန်ကိုမနိုင်ဘူးတဲ့အာမောဟဆိုတာပညာပဲဗျတရားအလုပ်အားထုတ်တဲ့အခါမှာခန္ဓာကပြလိုက်တဲ့အပြတွေအရှုခံအာယုန်တွေကိုအာမောဟလို့ဆိုတဲ့ပညာကတစ်ဆက်တည်းလိုက်ပါပြီးတော့သိနေပါမှဝိပဿနာဝန်ကိုနိုင်အောင်ထမ်းနိုင်တယ်ခန္ဓာကပြတဲ့အပြတွေကိုသိအောင်မြင်အောင်လိုက်ပါပြီးတော့မရှုနိုင်ဘူးမသိနိုင်ဘူးမပွားများနိုင်ဘူးဆိုရင်မောဟလို့ဆိုတဲ့အဝိဇ္ဇာအမြုပ်ထွက်လာတယ်မောဟလို့ဆိုတဲ့အဝိဇ္ဇာမြုပ်ထွက်လာပြီဆိုရင်တော့ဝိပဿနာဝန်ကိုနိုင်အောင်မထမ်းနိုင်ဘူးတဲ့ဒါကြောင့်ဝိပဿနာဝန်ကိုနိုင်အောင်ထမ်းဖို့ရအတွက်အာမောဟလို့ဆိုတဲ့ပညာဟာလိုကိုပါတယ်တော့လိုပါတယ်ပညာသက်လုံးမကောင်းဘဲနဲ့ဝိပဿနာတရားပွားများအားထုတ်လို့မရပါဘူးเนาะပညာသက်လုံးမကောင်းဘူးဆိုရင်မောဟလို့ဆိုတဲ့အဝိဇ္ဇာမသိခြင်းအမြုပ်ထွက်လာတဲ့အတွက်ကြောင့်ဝိပဿနာဝန်ကိုမနိုင်တော့ဘူးတဲ့เนาะဒါကြောင့်ဝိပဿနာတရားပွားများအားထုတ်ကြမဲ့ပုဂ္ဂိုလ်တွေကြတော့အာမောဟလို့ဆိုတဲ့ပညာသက်လုံးဘာဖြစ်ကြရတော့ကောင်းရပါမယ်နော်ငါးခုမြောက်တရားဟိရိဝတ္တပလို့ဆိုတဲ့ဟိရိဝတ္တပသက်လုံးပြည့်ပြီဆိုရင်ဟိရိဝတ္တပလို့ဆိုတဲ့သက်လုံးပြည့်ပြီဆိုရင်ကိလေသာတွေကိလေသာအမြုပ်ထွက်ပါတယ်တဲ့ကိလေသာအမြုပ်ထွက်ပြီဆိုရင်သီလဝန်ကိုမနိုင်တော့ဘူးတဲ့နော်သီလဝန်ကိုပါတယ်တော့မနိုင်တော့ဘူးဟိရိဝတ္တပဆိုတာအကုသိုလ်ပြုရမှာရှက်တဲ့သဘောအကုသိုလ်ပြုရမှာကြောက်တတ်တဲ့သဘောကိုဟိရိဝတ္တပလို့ခေါ်ပါတယ်အဲ့ဒီဟိရိဝတ္တပလို့ဆိုတဲ့သက်လုံးမကောင်းမှုဆိုရင်လောဘဒေါသဆိုတဲ့ကိလေသာမြုပ်တွေထွက်တတ်ပါတယ်တဲ့လောဘဒေါသစတဲ့ကိလေသာအမြုပ်တွေထွက်လာပြီဆိုရင်သီလဝန်ကိုနိုင်အောင်မထိန်နိုင်ပါဘူးပမာဆိုကြပါစို့ဘုန်းကြီးတို့ပြည်သားယနေ့ဝါဆိုလာပြည့်နေ့သီလစောင့်တည်ကြတယ်
စောင့်ကြည့်ထားတဲ့သီလကိုလုံအောင်မလုပ်ကြရမလို့စောင့်ထိန်ကြရပါဩယနေ့ငါဥပုပ်ကြီးယူထားတယ်ဒီကိစ္စပြုလို့တော့မသိဘူးဒီကိစ္စပြောလို့တော့မသိဘူးဆိုတဲ့ဟိရိဝတ္တပါသီလကိုအလေးထားပြီးတော့မသိတာမတော်တာပြုရပြောရမှာကိုရှက်တတ်တဲ့ဟိရိဝတ္တပါသက်လုံကောင်းပါမှာယနေ့ဆောင်ထိန်တဲ့သီလကိုလုံအောင်ပါတဲ့တော့ထောင်းလောသီလဝန်ကိုနိုင်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘဲနဲ့လောဘကိလေသာနဲ့ဟိုဟာလေးလည်းဖြစ်ခြင်းဒီဟာလေးလည်းထပြီးတော့လှုပ်ခြင်းဟိုဟာလေးလည်းစားခြင်းဒီဟာလေးလည်းစားခြင်းဟိုကိစ္စလည်းပါခြင်းဒီကိစ္စလည်းပြောခြင်းအဲ့ဒီလိုလောဘဒေါသဆိုတဲ့ကိလေသာအမြုပ်ကိုမထိမ့်သိမ့်နိုင်ဘူးဆိုရင်ယနေ့ဆောင်ထိန်ထားတဲ့သီလဝန်ကိုနိုင်အောင်ပါတဲ့တော့မနိုင်ပါသီလဝန်ကိုမနိုင်တတ်ဘူးတဲ့ဒါကြောင့်သီလဝန်ကိုလုံအောင်နိုင်အောင်ထိမ့်ဖို့ဆိုရင်ဟိရိဝတ္တပလို့ဆိုတော့ယနေ့ငါဥပုပ်ကြီးယူထားတယ်သီလဆောက်တည်ထားတယ်လောဘအလိုလိုက်ပြီးတော့မပြုမှမပြောမှဒေါသအလိုလိုက်ပြီးတော့မပြုမှမပြောမှအဲ့ဒါတချို့ကရှိသေးတယ်ဟုတ်လားငါဥပုပ်ကြီးနဲ့မို့လို့နော်ဟင်းဆိုတာငါဥပုပ်ကြီးနဲ့မို့လို့နော်ဟင်းဆိုပြီးဟုတ်လားဒါဒေါသပဲမို့လားလောဘဒေါသကကိလေသာပဲဟုတ်လားအဲ့တော့ဟိရိဝတ္တပလို့ဆိုတဲ့တက်လုံမကောင်းဘူးဆိုရင်ဘုန်းကြီးတို့ပြည်သားသီလဝန်ကိုမနိုင်တတ်ပါဘူးတဲ့ကဲပြန်ပြီးတော့ချုပ်လိုက်တဲ့အခါကျတော့ခန္တီသက်လုံပြည့်ရင်မစ္စရိယအမြုပ်ထွက်ပြီးတော့ဒါနဝန်ကိုမနိုင်ပါဘူးနော်နောက်တကမေတ္တာသက်လုံပြည့်ရင်ဒေါသအမြုပ်ထွက်ပြီးတော့ခန္တီဝန်ကိုမနိုင်ပါဘူးအာလောဘသက်လုံပြည့်ရင်ယာကအမြုပ်ထွက်ပြီးတော့သမထဝန်ကိုမနိုင်ပါဘူးအာမောဟသက်လုံပြည့်ရင်နော်အာမောဟသက်လုံပြည့်ရင်မောဟအမြုပ်ထွက်ပြီးတော့ဝိပဿနာဝန်ကိုမနိုင်ပါဘူးဟိရိဝတ္တပသက်လုံပြည့်ရင်ကိလေသာအမြုပ်ထွက်ပြီးတော့သီလဝန်ကိုမနိုင်ပါဘူးဟုတ်ကလားအဲ့တော့ဘုန်းကြီးတို့ဒါနဝန်နိုင်ကိုခန္တီဝန်နိုင်ကိုဟုတ်ကလားနောက်တစ်ခါကျတော့သမထဝန်နိုင်ကိုဝိပဿနာဝန်နိုင်ကိုသီလဝန်ကိုနိုင်ဖို့ဆိုရင်ဘုန်းကြီးတို့ပြည်သက်သက်လုံကောင်းရမယ့်တရားတွေကသရာသက်လုံကောင်းရပါမယ်မေတ္တာသက်လုံကောင်းကြရပါမယ်အာလောဘသက်လုံကောင်းကြရပါမယ်အာမောဟသက်လုံကောင်းကြရပါမယ်ဟိရိဝတ္တပသက်လုံကောင်းကြရပါသာသရာတရားမေတ္တာတရားအာလောဘနောက်တစ်ခါကျတော့အာမောဟနောက်တစ်ခါဟိရိဝတ္တပနော်လောကမှာဘုန်းကြီးတို့ပြည်သားသက်လုံမကောင်းဘူးဆိုရင်ဝန်ကိုမနိုင်ပါဘူးနော်သက်လုံမကောင်းဘူးဆိုရင်ဝန်ကိုပါတဲ့တော့မနိုင်ပါဘူးနော်ဘုန်းကြီးတို့အာကစားလုပ်တဲ့ပုဂ္ဂိုလ်တွေသက်လုံကောင်းရပါတယ်သက်လုံမကောင်းဘူးဆိုရင်သက်လုံကောင်းအောင်အာဟာရပြေဝတဲ့ဩဇာတပြေဝတဲ့အာဟာရတွေကိုသုံးဆောင်ရတယ်စေဝါဓာတ်စာတွေကိုလည်းမလုပ်ကြရတော့မိဝဲရတယ်အဲ့ဒီလိုပဲသရသက်လုံကောင်းဖို့မေတ္တာသက်လုံကောင်းဖို့နောက်တစ်ခါအာလောဘသက်လုံကောင်းဖို့အာမောဟသက်လုံကောင်းဖို့ဟိရိဝတ္တပသက်လုံကောင်းဖို့ဆိုရမှာနံပါတ်1သရသက်လုံကောင်းဖို့ရာအတွက်ပတာရဏိယလို့ဆိုတဲ့ဘုရားမြတ်စွာရဲ့ကြီးညိုဝယ်ကောင်းတဲ့ဘုရားမြတ်စွာရဲ့ပုံတော်တွေဂုဏ်တော်တွေကိုပွားများအားထုတ်ရပါတယ်ဘုရားမြတ်စွာရဲ့ပုံတော်ဂုဏ်တော်တွေထဲမှာနံပါတ်9ဘဂဝါဂုဏ်တော်မှာသီရိဘုံတော်ဆိုတာရှိပါတယ်သီရိကိုရင်ကတော့လက်ချေတော်မှာစ၍မကျင်ပင်လုံးဝင်းသည်ပန်းမင်းအနေကျက်သေးမင်္ဂလာစုဝေးကဖြင့်လွန်စွာတင့်တယ်တပ်ပေတော်မူသောမြတ်စွာဘုရားမြတ်စွာပုံတော်ကိုပထမအာယုံယူရပါတယ်ပုံတော်ကိုပထမအာယုံယူလိုက်တဲ့အခါကျတော့ဘုရားမြတ်စွာရဲ့ပုံတော်ကရွှေစင်းကဲ့သို့ကိုသားကိုရည်ဝါဝင်းဆိုပြတဲ့ကိုသားကိုရည်ကိုဥစွာပထမအာယုံယူရပါတယ်ပြီးလိုက်တဲ့အခါကျမှတော့အရဟံအာဟုသောအငြိအကျေးအပြည့်ဘေးတို့မှကင်းဝေးတော်မူသောမြတ်စွာဘုရားယူပကာယလို့ဆိုတဲ့ရုပ်အတရေသာဘုရားမြတ်စွာကတင့်တယ်တပ်ပေတော်မူတာမဟုတ်ဘူးစိတ်အငြိကျေးလို့ဆိုတဲ့
အာကုသိုလ်တရားတွေကလည်းစိတ်တဏ္ဍာမှာကင်းနေရှင်းနေတဲ့အတွက်ကြောင့်စိတ်ထားကလည်းအလွန်မွန်မြတ်တယ်စိတ်ထားကလည်းအလွန်ကောင်းတယ်ဆိုပြီးတော့ကြီးညိုဝယ်ကောင်းတဲ့ယူပကာယလို့ဆိုတဲ့ရုပ်အသေးရတော်ရဲ့တင့်တယ်တော်မူပုံမှာတင့်တယ်တော်မူနေခြင်းရဲ့အပေါ်မှာစိတ်အညစ်အကြေးကိလေသာလို့ဆိုတဲ့စိတ်အပြည့်တစ်စက်ကလေးမှမရှိတော့တဲ့အတွက်ကြောင့်စိတ်ထားကြီးကလည်းအလွန်ကောင်းစိတ်ဓာတ်ကလည်းအလွန်စင်ကြယ်တယ်ဆိုတဲ့မြတ်စွာဘုရားရဲ့အရဟံဂုဏ်တော်ကိုအာယုံပြုရပါတယ်တတိယကြတော့သမ္မာသမ္ဗုဒ္ဓသိစေယမှန်သမျှတစမကြံပေါက်ပြန်မရှိအမှန်ကိုယ်တော်တိုင်းသိမြင်တော်မူသောမြတ်စွာဘုရားဟာယူပကာယလို့ဆိုတဲ့ရုပ်အသေးရတော်ကြီးကသာတင့်တယ်တတ်ပဲကြီးညိုဝဲဆောင်တာမဟုတ်အရဟံဂုဏ်တော်လို့ဆိုတဲ့စိတ်အငြိအကျေးကလည်းစင်ကြယ်တန်ရှင်းအပြည့်ကင်းပြီးတော့နေတယ်။အိုးဉာဏ်တော်ကြီးကိုကြည့်လိုက်တဲ့အခါကျတော့လေဉာဏ်တော်ကြီးကလည်းသိစေရမှန်သမျှတစမကြံဟုတ်လားဖောက်ပြန်မရှိအမှန်ကိုပါတဲ့တော့သိမြင်တော်မူတယ်လို့အဲ့ဒီလိုဘုရားမြတ်စွာရဲ့သီရိဘုံတော်အရဟံဂုဏ်တော်သမ္မာသမ္ဗုဒ္ဓဂုဏ်တော်တို့ဆိုတဲ့ကြီးညိုဝယ်ကောင်းတဲ့ဘုရားရဲ့ဂုဏ်တော်တွေကိုအာယုံပြုမယ်ဆိုရင်တရားတရားတွေတိုးပွားပြီးတော့လာပါလေနောက်တစ်ခါကျတော့ဒုတိယနှလုံးသွင်းရမယ့်တရားကတော့ယောနိသောမနတိကာရတဲ့ဗါတဲ့တော့ယောနိသောမနတိကာရယောနိသောမနတိကာရဆိုတာကြုံရတွေ့ရတဲ့အရာခတ်သိမ်းဟာကိုယ်စိတ်တိုင်းကြဖြစ်ပေါ်ဖို့ရာအတွက်ဖြစ်ပေါ်နေတဲ့အရာတွေတစ်ခုမှမရှိဘူးလောကသဘာဝအားလျော်စွာသူသဘောသူဆောင်ပြီးတော့ဖြစ်ပေါ်နေတဲ့အရာတိုင်းမှာစိတ်တိုင်းကြတာတွေရှိနိုင်တယ်စိတ်တိုင်းမကြတာတွေလည်းရှိနိုင်တာပဲအဲ့ဒီပေါ်မှာယောနိသောမနတိကာရလို့ဆိုတဲ့သင့်တော်အောင်နှလုံးသွင်းမယ်အကျိုးရှိအောင်နှလုံးသွင်းမယ်ကုသိုလ်ရအောင်နှလုံးသွင်းမယ်ဆိုရင်မေတ္တာလည်းပြည့်စရာအကြောင်းမရှိတော့ဟုတ်လားဒေါသလည်းဖြစ်เสียအကြောင်းမရှိတော့ယာကလည်းဖြစ်เสียအကြောင်းမရှိတော့မတိခြင်းအဝိဇ္ဇာလို့ဆိုတဲ့မောဟလည်းဖြစ်เสียအကြောင်းမရှိတော့ဟိရိဩတ္တပလို့ဆိုတဲ့မသိတော်တဲ့ကိစ္စတွေပြုရပြောရမှလည်းဖြစ်ပေါ်เสียအကြောင်းမရှိတော့ဟုတ်လားအရာခတ်သိမ်းပေါ့လောကမှာဖြစ်ပေါ်တဲ့အရာတွေဟာကိုယ်စိတ်တိုင်းကြဖြစ်ဖို့ရာအတွက်ဖြစ်ပေါ်လာတဲ့အရာတွေတစ်ခုမှမဟုတ်ဘူးသူအကြောင်းတရားသူအကျိုးတရားနဲ့ပတ်သက်ဆက်နွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့အရာတွေကြီးတယ်တို့ဖြစ်ပေါ်လာတဲ့အရာတွေရဲ့အပေါ်မှာကိုယ်စိတ်တိုင်းမကြလို့စိတ်ထဲမှာခြေနှံ့မှုမရှိလို့လိုက်ပြီးတော့ခံစားနေရမယ်ဆိုရင်အဲ့ဒါအာယောနိသောမနတိကာရပဲအဲ့တော့ခန္တီလို့ဆိုတဲ့သိခံခြင်းဝန်လေနိုင်မှာမဟုတ်တော့ဘူးဟုတ်လားနောက်တစ်ခါကျတော့နှမျောခြင်းတွန့်တိုခြင်းငါလိုဖြစ်မှာစိုးရိမ်ခြင်းလို့ဆိုတဲ့မိစ္ဆရိယတွေလည်းဖြစ်ပေါ်တော့မှာပဲယာကလို့ဆိုတဲ့တွယ်ညီခြင်းတွေတတ်မဲ့ခြင်းတွေလည်းရှိလာမှာပဲအာယိရိကအနုတ္တပလို့ဆိုတဲ့မရှက်တာရှေ့ရကောင်းမှကြောက်ရကောင်းမှမသိတာတွေလည်းဖြစ်ပေါ်လာမှာပါပဲဒါကြောင့်သက်ဆိုင်ရာသက်လုံးတွေကောင်းဖို့ဆိုရင်ဒုတိယနှလုံးသွင်းရမယ့်တရားကတော့ဗာတရားတော့ယောနိသောမနတိကာရမိမိတို့ရထားတဲ့ခန္ဓာကိုယ်တော်မှမိမိတို့စိတ်တိုင်းကြမဖြစ်ပါဘူးနော်စိတ်တိုင်းကြဖြစ်ရတဲ့ခန္ဓာကိုယ်မှမဟုတ်သေးပဲစိတ်တိုင်းကြဖြစ်ရမယ့်ခန္ဓာကိုယ်ဆိုရင်သူရောကိုယ်ပါချော်မော်လှပနေမှာပေါ့သူရောကိုယ်ပါယောဂဝေဒနာတွေဒီခန္ဓာမှာဖြစ်เสียအကြောင်းမရှိဘူးပေါ့ကိုယ်စိတ်တိုင်းကြကိုယ်အလိုကြဘုရားမြတ်စွာအနတ္တဒေသနာမှာဒီသဘောကိုဟောတာပါပဲနော်အနတ္တဒေသနာမှာဒီသဘောကိုဟောထားတဲ့အတွက်ကြောင့်ဖြစ်ပေါ်လာတဲ့အရာတိုင်းကိုနေတ္တမမငါဥစ္စာမဟုတ်ဘူးနေသောအမသမိငါမဟုတ်ဘူးနာမေသောအတ္တငါပိုင်စိုးသောအရာမဟုတ်ဘူးဆိုပြီးတော့သမ္မာဒသနာသမ္မာပတ္တိယသမ္မာပတ္တံဧဝံဇာနာတော်ဧဝံပတ္တတော်မှန်မှန်ကန်ကန်အဲ့ဒီလိုသိပေးရမယ်အဲ့ဒီလိုကြည့်ရှုဆင်ခြင်နှလုံးသွင်းပြီးတော့ပေးရမယ်ဒါလို့ဆိုရင်ဘုန်းကြီးတို့ပြည်သက်တရားဝန်ကိုလည်းတရားသက်လုံးလည်းကောင်းလာလိမ့်မယ်နော်မေတ္တာသက်လုံးလည်းကောင်းလာလိမ့်မယ်အာလောဘသက်လုံးအာမောဟသက်လုံးဟိရိဩတ္တပလို့ဆိုတဲ့သက်လုံးတွေကောင်းလာမယ်ဆိုရင်မစ္စရိယလို့ဆိုတဲ့အမြုပ်အကုသိုလ်တရားတွေထွက်ခြင်းမစ္စရိယဆိုတာ
မြန်မာကတော့နှမျောတွန့်တူတယ်ဒီလိုသုံးတယ်သူကနှမျောတွန့်တူရုံမကောက်ကိုယ့်လိုဖြစ်မှာကိုပဲစိုးရင်သေးတာကိုကအောင်မြင်နေတယ်ဖြစ်ထွန်းနေတယ်ဆိုရင်တခြားသောပုဂ္ဂိုလ်တွေကိုယ့်လိုအောင်မြင်လာမှာဖြစ်ထွန်းလာမှာပေါ့ဈေးဆိုင်နဲ့ဆိုင်အတူတူရှင်ပြီးတော့ရောင်းတယ်သူကရောင်းလို့ကောင်းတယ်ကိုကရောင်းလို့မကောင်းဘူးဆိုရင်ရောင်းလို့မကောင်းတဲ့ပုဂ္ဂိုလ်ကရောင်းလို့ကောင်းတဲ့ဆိုင်ကိုမရှုစိတ်နာကြတော့အိတ်တာလို့ခေါ်တယ်ရောင်းလို့ကောင်းတဲ့ဆိုင်ကရောင်းမကောင်းတဲ့ဆိုင်ကိုသူ့လိုရောင်းကောင်းလာမှာကိုစိုးရိမ်တာကိုကြတော့မစ္စရိယလို့ခေါ်တယ်အဲ့ဒီလိုအကုသိုလ်တရားတွေပေါ်စရာအကြောင်းမရှိတော့ဘူးပေါ့နော်နောက်အလောဘလောကမှာရတယ်ဆိုတာကံပေးလောက်ပဲရကြရတာမို့လို့မရရကောင်းလားဆိုတဲ့ຢာကတွေဖြစ်เสียအကြောင်းမရှိတော့အရာခတ်သိမ်းဟာကိုယ့်အတွက်ကိုဖြစ်ခြင်းသလိုဖြစ်နေရတာမျိုးမဟုတ်ဘူးအကြောင်းအကျိုးဆက်ဟပ်ပြီးတော့ကိုယ်ခန္ဓာကစပြီးတော့အကြောင်းအကျိုးဆက်ဟပ်ပြီးတော့ဖြစ်ပြနေတဲ့သဘောသဘာဝတွေရဲ့အပေါ်မှာယောနိသောမနတိကာရလို့ဆိုတဲ့တင့်တော်အောင်အကျိုးရှိအောင်ကုသိုလ်ရအောင်နှလုံးသွင်းတတ်တဲ့အလေးအကျင့်လေးတွေရှိရပါရှိတတ်ရရှိရပါမယ်နော်နောက်တစ်ခါကျတော့မိမိရဲ့ခန္ဓာဘဝဒီပင်လင်ကိုယ်စိတ်တိုင်းကြကိုလိုချင်တဲ့ပုံစံတိုင်းမဟုတ်တဲ့အတွက်ကြောင့်နေတမ္မမှာဒီခန္ဓာကြီးဟာငါဟာမဟုတ်ဘူးနေသောဟာမတ္တမိဒီခန္ဓာကြီးဟာငါမဟုတ်ဘူးနာမေသောအတ္တဒီခန္ဓာကြီးဟာငါပိုင်ဆိုးသောတရားမဟုတ်ဘူးလို့အဲ့ဒီလိုလေဝိပဿနာဉာဏ်အမြင်နဲ့ခန္ဓာသဘာဝဖြစ်နေပြဟံအတန်တန်ကိုဉာဏ်နဲ့ဖန်ဖန်ထထရှုစင်ကြယ်မယ်ဆိုရင်မိမိတို့ရဲ့တဏ္ဍာမှာကုသိုလ်တရားလို့ဆိုတဲ့စိတ်တက်ကောင်းလို့ဆိုတဲ့သက်လုံးတွေဟာကောင်းလာပါလိမ့်မယ်နော်သက်လုံးတွေကောင်းလာပြီဆိုရင်ဆိုင်ရာဝန်နေပေါ့နော်တရားသက်လုံးကောင်းရင်ဒါနဝန်ကိုနိုင်လာပါလိမ့်မယ်မေတ္တာသက်လုံးကောင်းရင်ခန္တီဝန်ကိုနိုင်လာပါလိမ့်မယ်အာလောဘသက်လုံးကောင်းရင်သမထဝန်ကိုနိုင်အောင်နိုင်လာပါလိမ့်မယ်အာမောဟသက်လုံးဉာဏ်ပညာကောင်းလာရင်ဝိပဿနာဝန်ကိုနိုင်အောင်ထမ်းဆောင်နိုင်ပါလိမ့်မယ်ဟိရိဝတ္တပလို့ဆိုတဲ့လောကပါဠသူတော်ကောင်းတရားနှစ်ပါးသက်လုံးကောင်းလာရင်နော်သီလတွေကိုလည်းလောကမှာလူသားတို့ကျင့်ရမယ်သီလဝန်တွေကိုလည်းနိုင်အောင်ထိန်းလာပါတယ်နော်ဘုန်းကြီးကဒီနေ့စာထဲမှာတော့ရေးလိုက်သေးတယ်မိုးတွေကအလွန်ရွာဘုန်းကြီးเจ้าကိုပို့နေကြဆွန်เจ้าကနေပြီးတော့ပဲပြုံးနဲ့ဆွန်ပေါ့အာယုံဆွန်ပို့မပေးဘူးဘုန်းကြီးကစာလေးကောက်တင်လိုက်တယ်လောကသဘာဝပေါ့နော်လောကသဘာဝပေါ့လောကသဘာဝမိုးသေးရင်ပဲပြုံးနဲ့ထမင်းတော်မှာလားမိုးသေးရင်ပဲပြုံးနဲ့ထမင်းတော်မှာဘာမမှန်တတ်ဘူးတော့နတ်မမှန်တာကတော့လောကကြီးမှာကိုယ်စိတ်တိုင်းကြားကတော့အရာခတ်သိမ်းဘာမှမရှိတတ်ဟုတ်လားမိုးသေးရင်ဘုန်းကြီးတို့ပြည်သားပို့နေကြထမင်းနဲ့ပဲပြုံးတော်မှာဘာမမှန်တတ်ဘူးတော့နတ်မမှန်တာလောကရဲ့သဘာဝကိုအလိုက်အသင်လေးစီမျောလိုက်ပါမှပြစ္ဆုတ်ပံတဲ့တဲ့နေနိုင်ကြပါမှကိုရောစိတ်ပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းပြီးတော့နိုင်ရဝန်တွေကိုထမ်းဆောင်နိုင်တဲ့သက်လုံးလေးကောင်းကြမယ်ဆိုတာကိုပြောကြရင်ဖြင့်ဝါဇုလပြည့်ဓမ္မစကြာကောင်းမြတ်သောအခါတော်နေ့မှာတရဏဂုံသုံးပါးနဲ့အတူတကွမေတ္တာထွတ်တက်ပြီးတော့ကိုးပါးသီလဆောတည်ကြရခြင်းမိမိရဲ့86နှစ်မွေးနေ့ကိုအကြောင်းပြုပြီးတော့နှိမ့်စွမ်းနေကုန်တရားထိုင်ကြမဲ့ယောဂီတို့အားနေ့လည်စာတို့ဖြင့်ကျွေးမွေးခံလူဒန်းခြင်းဝါဆိုသင်္ကန်းနဲ့နဝကမ္မစက္ကလူဒန်းခြင်းကောင်းမှုစေရနာဖြာပြာတို့ကြောင့်အာလုံးသောတရားဓမ္မပေါင်းသူတော်ကောင်းတို့မိမိတို့ပြည့်စုံရမယ်သက်လုံးလေးကောင်းပြီးတော့နိုင်ရာဝန်ကိုထမ်းဆောင်နိုင်ဤသကာလနိုင်ရာဝန်ကိုထမ်းဆောင်နိုင်တဲ့ပုဂ္ဂိုလ်တို့သာသိရမြင်အပ်သောနိဗ္ဗာန်တတရားတို့တရားမြတ်ကိုလင်းလင်းမြန်မြန်ကြီးသိနိုင်ကြမြင်နိုင်ကြမျက်မှောက်ပြုနိုင်ကြပါစေသောရဲ့လို့ဆုတောင်းပတ္ထနာပြုလိုက်လေကုန်ရပါသတည်း